တခါတော့ကတာယာချီနူးဆရာကောက်လဲနေရသည်နေလီသည်နေပေါ့နေရောင်ချီရလဲတောက်ပါလိပ်ပြလေးတွေကလည်းဖြန်တန်းလို့တကက်ကိုပျော်စရာကောင်းတဲ့အချိန်လေးပေါ့အဲ့ဒီလိုနေမျိုးမှာလူတိုင်းအနားယူချင်ကြပေမဲ့ပူရွက်စိတ်လေးတစ်ကောင်ကတော့ချွေးတလုံးလုံးနဲ့အလုတ်ရှုံနေပါတယ်သူကချမ်းအေးလာတဲ့ဆောင်းတွေမှာဘိုက်မစားရအောင်စားစရာတွေကိုတစီစီနဲ့အပင်ပန်းခံစူးစောင်းနေတာပါသူ့နောက်မှာတော့ပျော့လာနီတက်ပြေနန်းကောင်းကြီးတစ်ကောင်ရှိတယ်လေသူကတော့ဘာကူမပူပန်ပုံမရပဲတရော်လေးထိုးလိုက်တချင်းဆိုလိုက်ကခုံလိုက်နဲ့တိတ်ကိုစိန်ချနေတာပေါ့နန်းကောင်ကပူရွက်စိတ်လေးကိုချီသည်ဟေးပူရွက်စိတ်လေးဘာလို့ဒီလောက်တောင်အပင်ပန်းခံနေတာလဲဆောင်းတွင်းရောက်ဖို့အဝေးကြီးလို့သေးတယ်လာပါငါနဲ့အတူတချင်းဆိုပြီးကစားရအောင်လို့လောင်တလူလိုနဲ့ခေါ်လိုက်ပါတယ်ဒါပေမဲ့စိတ်တက်ခိုင်မာတဲ့ပူရွက်စိတ်လေးကတော့နန်းကောင်စကားကိုခယူးမဆိုင်ပဲသူ့အလို့သူဆက်လုံနေခဲ့တယ်မကြခင်မှာပဲလူတိုင်းကြောက်တဲ့အေးစိမ့်လာတဲ့ဆောင်းတွင်းကြီးရောက်လာပါတော့တယ်မြေပြင်းတစ်ခုလုံးနင်းတွေဖုံးသွားပြီးစားစရာဆိုတာရှာလို့မရတော့ဘူးအဲ့ဒီအချိန်မှာနန်းကောင်ကြီးခညာအစာလည်းမရှိအမိုးအကားလည်းမရှိပဲချမ်းတုံပြီးဗိုက်စာလုံးလို့အားအင်တွေကုန်ခတ်နေပါတော့တယ်နန်းကောင်ဟာပူရွက်စိတ်လေးရဲ့အိမ်ကိုလှမ်းကြည့်လိုက်တဲ့အခါပူရွက်စိတ်လေးကတော့နှွေးထွေးရဲ့အိမ်လေးထဲမှာသူစူးစောင်းထားတဲ့အစားအစာတွေကိုအလံပဲစားတောင်းရင်တိတ်ကိုချမ်းသာဒုက္ခရနေလာကိုတွေးလိုက်ရတယ်အဲ့ဒီတော့မှနန်းကောင်ကြီးဟာငါလည်းပူရွက်စိတ်လေးလိုကြိုတင်ပြင်ဆင်ခဲ့ရင်ကောင်းမှာပဲလို့နောင်တချွေးစွာနဲ့ဝမ်းနေထွားပါတော့တယ်